ငါဆရာစိတ်စားအေးငါနေပဲကြောစိတ်စားသူကလည်းမိုးနဲ့တို့ကျွန်တော်လည်းမသိဘူးလူလဲအဘောင်းလုံးနဲ့ဟုတ်လားဟာဒီကွာသေးဖို့လည်းငါဆိုအာညငါမိုးမအပိုင်မမသိဘူးအေးအမိုးနဲ့ငါလည်းတကယ်ချင်းမဟုတ်ဘူးလို့ငါလည်းပြောထုတ်တော့မဟုတ်ဘူးဟာဒီဘယ်ရွာနဲ့လည်းပြောလို့မရဘူးရွာနဲ့လည်းပြောဒီကတောက်ကြတော့ငါလည်းဘာတတ်နိုင်ခင်ဗျားတခါပြန်ရင်သူတို့ကဘယ်လောက်ရလဲခင်ဗျားရှိခင်ဗျားကဘယ်လောက်ပေးလဲပြောဟာသူကတော့9000ပေါ့9ဘုံလားအဲ့လား6ဘုံဟော6ဘုံဆိုတော့တဘုံ1000လုံးမကြဘူးပေါ့ဗျာဟဲ့လူပါဟောသူကတော့ဦးလေးဆိုတော့သူ့ပြသမဲသားတာတော့ပြီးပေါ့ဗျာငါရဲ့ဘူးမရှိရဘူးတောင်းနေတာဆိုတော့ညာတိုင်းတော့လားဟုတ်တယ်ဩဒီကတော့ယူရတာအေးဘောကိုဦးလေးလည်းဖြစ်နေတာနော်ဟုတ်တယ်သူပြန်ခံလို့မရဘူးဟိုအားကြတော့ကိုခမလက်ကကိုလာကတောင်းပြီးတယ်ဟောသူကတော့ပေးရနော်ဘုံတစ်ထောင်ပြီးဟောမဆိုးပါရောက်ရိုက်ထားရပါရတော့ရအဲ့ညီပဲပြန်နေရမယ်ဟုတ်တယ်အနေနဲ့ရဟုတ်တယ်အဲ့တော့ကျွမ်းပါတစ်ခေါက်ပဲရှိသေးတယ်ငါပြောလို့ဒီလိုလေးရဆိုလို့မရကျွန်တော်တို့ဘုံစုပါက90စီနော်ရှယ်ပီကေက90စီနဲ့ကျွန်တော်ဒီမိုဆန်ဖမ်းတာပါဒါတတိယတင်စီဖြန့်ဘက်ဝင်တဲ့ရက်ပါရက်က